အားလုံးပဲမင်္ဂလာပါကိုင်းမာရဲ့ YouTube channel လေးကပြန်လည်ပြီးတော့ကြိုးစားပါရစေအဲ့တော့ကျွန်တော်မနေ့ကတော့ Telegram feed channel မှာမောင်းတွဲတင်ပေးခဲ့တဲ့တပွဲကောင်းဘတ်9000ထိုးပွဲအနေနဲ့ room 9ပေါ်ပေးခဲ့တယ်မိနစ်30ပဲရှိသေးတယ်ကျွန်တော်ညီကိုလေး PPW နိုင်ခဲ့တယ်လက်ဆောင်မောင်းတွဲလေး PPW အလို့ကျုံပေါက်ခဲ့တယ်ဗျာဒင်ပက်ကညီကိုတွေကလည်းတပွဲသားအပေါင်းပြတယ်ဆိုတော့မနေ့ကဒါကျွန်တော်ရဲ့စူတောင်းလေးတွေပြီးခဲ့တယ်ကျွန်တော်ညီကိုတွေနေ့တင်မှာဒီထက်မကပြီးတော့ပို့ပြီးတော့ကုသိုလ်ကောင်းမှုတွေပို့ပြီးတော့လူဒန်းနိုင်အောင်ကျွန်တော်အများကြီးစူးစမ်းပေးနေပါတယ်ဆိုတဲ့အတိုင်းပဲတကယ်လေးကိုဒါကျွန်တော်အဆင်ပြေတော့တွေ့ရတော့ဝမ်းသာပီတိဖြစ်ရပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေ့မှာပြင်းပြတဲ့ပွဲစဉ်တွေအများကြီးရှိတယ်ကျွန်တော်တို့ထုံးတဲ့တိုင်းပဲနှစ်ပွဲလောက်ထိကျွန်တော်ပြောပြပေးမယ်တခြားသောတပွဲကောင်းတွေလက်ဆောင်မောင်းတွဲလိုချင်နေဆိုတော့ညီကိုတွေကတော့ Telegram channel လေးမှာကျွန်တော် free တင်ပေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေ Chelsea နဲ့ဘုံမောက်ပွဲလေးကိုလိုလိုရှင်းလေးပဲတွားလိုက်အောင် Chelsea စီအခုလက်ရှိ Stamford Bridge ကနေပြီးတော့1.30 body စီးတာကူပေါင်းစီ3လုံးအနှုတ်40 3လုံးအနှုတ်30ကူပေါင်းစီကိုပေးခဲ့တာကျွန်တော်မြင်ရတယ် Chelsea နဲ့ဘုံမောက်ရဲ့ head to head body စီးတန်းလေးတွေနဲ့ရှင်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်2024လုံးက Chelsea အိမ်ဝင်းမှာ Chelsea စီ1.50 body စီးတန်းပြီးတော့2-1ဆိုပြီးရလက်လေးနဲ့အသင်းတော်နိုင်ခဲ့တဲ့ body စီးတန်းလေးရှုံးနေခဲ့တာကျွန်တော်တွေ့ရတယ်ကျွန်တော်တို့2025 Chelsea အိမ်ဝင်းမှာ Chelsea စီ1.50 body စီးတန်းပြီးတော့တူတူတည်ကြတယ်အသင်းတော်တည်ကြခဲ့ပြီးမြဲ body စီးနဲ့ရှုံးနေခဲ့တယ်အဲ့တော့ head to head တွေးဆုံခြင်းကိုကျွန်တော်ကြည့်မယ်ဆို Chelsea ကတော့အသင်းကြီး PP အသာစီးရတယ်အနိုင်ရရှိတယ်ဆိုပေမဲ့ဘူဂီတွေဖွင့်လာတဲ့ body စီးထဲမှာတော့အသာစီးရထားတာကျွန်တော်မတွေ့ရဘူး2023ကနေပြီးတော့2025အထိနောက်ဆုံးတွေ့ဆုံခဲ့တဲ့9ချိန်မှာ Chelsea body စီးတဲ့အောင်မြင်ခဲ့တာဆိုတော့တပွဲပဲရှိတယ်ကျန်တဲ့၄ပွဲကဘုံမောက်တီအောက်ကြီးစားခဲ့တာကြီးပဲအဲ့တော့ဒီနေ့မှာ Chelsea တင်းနေနဲ့ body စီးနဲ့လည်းအောင်မြင်ပါလားဒါမှမဟုတ်အသင်းမဲ့အနိုင်ရရှိမှာလားဆိုတော့ကျွန်တော်တို့စဉ်းစားမှာပဲဖြစ်တယ်လက်ရှိ Chelsea ရဲ့ current form 5ပွဲကျော်ကြည့်မယ်ဆိုရင်တော့တပွဲပဲအနိုင်ရရှိပြီးတော့နှစ်ပွဲရှုံးနေထားတယ်နှစ်ပွဲတည်ကြထားတယ်အဲ့တော့ Chelsea ရဲ့ပြိုင်ပွဲဆောင် current form မှာဆိုရင်အဲ့တော့ Chelsea ဒီအနှိမ့်မြင့်တက်ကြဖြစ်နေတယ်အရင်ကျွန်တော်တို့ခံမှန်းလို့ရတဲ့အထက်မှာမပါဘူးခြေစွမ်းလဲမှန်မှန်တဲ့ပုံစံမျိုးလေးလို့ကျွန်တော်ပြောလို့ရတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆို Aston Villa 1-2ဆိုပြီးရလက်လေးနဲ့ရှုံးနေခဲ့တယ်အဲ့ဒီရှုံးနေခဲ့တဲ့ပွဲဆိုတာလဲကျွန်တော်တို့ဒါပရမာဘိုင်းမှာအနိုင်ရရှိခဲ့ပြီးတော့ဒုတိယဘိုင်းမှာ Aston Villa Unai Emery ရဲ့တကွက်ပြသွားတဲ့ကျွန်တော်တို့ဒါနီးစနစ်ဘိုင်း technical ဘိုင်းတွေကြောင့်ရှုံးနေခဲ့တာလို့ကျွန်တော်တို့မြင်တာပေါ့နော်အဲ့တော့ Chelsea ဒီလက်ရှိ current form မှာအရင်တည်ငြိမ်တဲ့အထက်မှာတော့မပါဘူးဒါပေမဲ့ကျွန်တော်တို့ Chelsea ရဲ့ England current form Chelsea ရဲ့ England current form 5ပွဲကျော်ကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်ပြီးတော့နှစ်ပွဲရှုံးနေထားတယ်တစ်ပွဲတည်ကြတယ်အဲ့တော့ Chelsea ဒီအင်္ဂါရဖောက်လေးကတော့မစိုးကျွန်တော်ပြောလို့ရတယ်ဆိုပေမဲ့လည်းလက်ရှိ Chelsea ရဲ့ body စီးနဲ့အောင်မြင်မှုကိုကျွန်တော်ကြည့်မယ်ဆိုလေဒါကျွန်တော်မစိုးတဲ့အနေအထားလေးမှာရှိတယ်3ပွဲလောက်ထိ body စီးနဲ့နိုင်ပြီးတော့2ပွဲလောက်ထိ body စီးနဲ့ရှုံးနေကြတယ်အဲ့တော့ဘူဂီဖွင့်လာတဲ့1.30 body စီးနဲ့မှာတော့ Chelsea တင်းနေနဲ့နိုင်နေမယ်ဆိုတော့တကူအသာလေးနဲ့ကပ်ပြီးတော့နိုင်မဲ့ပုံစံမျိုးလေးကိုဘူဂီဒီ body စီးနဲ့ဖွင့်လာတာပဲဖြစ်တယ် Chelsea ဒီ Champions League လမ်းကြောင်းမှာတနေရာသာထပ်ပြီးတော့ရှိချင်သေးတယ်ဆိုရင်တော့ဒီလိုမျိုးပုံပုံတဲ့ပွဲကိုအနိုင်ရရှိအောင်ကစားမှဖြစ်မယ်အဓိကတော့အဖိုးတန်3မှတ်ကိုရအောင်ယူနိုင်မှဖြစ်မယ်။ဘာဖြစ်လို့လဲ။ Chelsea ဒီဘုံမောင်းနဲ့ကစားပြီးသွားရင် Man City ကိုအဝေးကွင်းကနေပြီးကစားရမယ်။ Fulham ကိုအဝေးကွင်းကနေပြီးကစားရမယ်။ Chelsea တင်းနေနဲ့ကိုတက်အရာရာနှိပ်ကြနေတဲ့ဒါဘုံမောင်းလိုအသင်းကို English Stamford Bridge မှာအဖိုးတန်3မှတ်ကိုရအောင်ယူနိုင်မယ်လို့ကျွန်တော်ကတော့လုံးဝယုံကြည်တယ်။အဲ့တော့Chelsea ရဲ့လက်ရှိလူအင်အားစင်းရင်းနဲ့ဘုံမော်လူအင်အားစင်းရင်းကျွန်တော်ရှင်ကြည့်လိုက်မယ်ဆိုရင် Chelsea ကအစားအရာရာတာတယ်ဒါပေမဲ့ Chelsea မှာအားနည်းချက်တစ်ခုပဲရှိတယ်အရင်ဆုံးဂိုးတွေရပြီမဲ့လေအဲ့ဒီအနိုင်ဂိုးကိုထပ်ပြီးတော့မထိန်းထားနိုင်ဘူးအဲ့တော့နောက်တန်းပိုင်းတွေမှာပြန်ပြီးတော့ပေါက်တာတွေကျွန်တော်တွေ့ရတယ်အဲ့တော့ Chelsea ကလည်းသူ့ရဲ့အိမ်ဝင်းမှာဆိုရင် BD ရဲ့ yes ဖြစ်အောင်ဆော့ထားတာကျွန်တော်တွေ့ရတယ်တိုက်စစ်ကဂိုးရဆိုခန်းတစ်ကလည်းဂိုးတွေပေးနေတာကျွန်တော်တွေ့ရတယ်အဲ့တော့ကျွန်တော်အဝေးဝင်းဖြစ်တဲ့ဘုံမောင်ကတော့လက်ရှိကားဖောက်လုံးဝကိုမကောင်းတဲ့အသင်းဖြစ်တယ်ဆယ်လပိုင်း26ရက်နေ့ကစပြီးတော့တောက်လျှောက်ကြီးပေါ့နော်ကိုဝက်စတိုက်တီကိုဒါအနိုင်မရရှိခဲ့ဘူးအသင်းနေနဲ့တည်ကြရင်တည်မကြရင်ရှုံးနေကြတာတွေ့ရတယ်ဘုံမောင်ရဲ့ဒါနီးပြနေရာကိုကျွန်တော်ကြည့်မယ်ဆိုလဲကိုဝက်စတိုက်တီရှုံးနေထားတယ်ဆိုတော့နီးပြအတွက်ကလည်းကျွန်တော်တို့ pressure လေးတော့ရှိတယ်ထပ်ပြီးတော့လေဘုံမောင်မှာကစားသမားကောင်းဖြစ်တဲ့စမဲရိုးကလည်းကျွန်တော်တို့ဒါမန်စီးတီးကိုပြောင်းမယ်ရွှေ့မယ်သတင်းတွေပါကြားရတော့ဘုံမောင်ဘက်ကပို့ပြီးတော့မှကျွန်တော်တို့ဒါရင်နာစရာတွေအထိနာစရာတွေဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဘုံမောင်ဝင်းကွာရဖောက်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုရင်Bradford ကို4-1နဲ့ရှုံးနေခဲ့တယ်Man U ကို4-4တည်ကြတယ်ဆန်နာလန် 3-2 နဲ့ဒါကျွန်တော်တို့ရှုံးနေခဲ့တယ်အဲ့တော့ဘုံမောင်ရဲ့ဝင်းကွာရဖောက်ဒီတိုက်စစ်ကဂိုးရတယ်လို့ခန်းစစ်ကဂိုးတွေပြန်ပေးနေရတယ်ဂိုးပေးဂိုးကြီးစော့တာကိုကျွန်တော်မြင်ရတယ်အဲ့တော့3လုံးနှုတ်40ပေါက်တဲ့ဂိုးပေါင်းဈေးထဲမှာ
လူ100မှာကျွန်တော်တို့90လောက်ကဘုံဘုံနဲ့ခြေစည်းပွဲကိုဂိုးပေါ်ပဲကျွန်တော်တို့မြင်ကောင်းမြင်နိုင်တယ်လူ90လောက်ရက်တီနေနေရာမှာကျွန်တော်တို့ရက်တီမလားအဲ့ဒါကိုကျွန်တော်တို့စဉ်းစားမယ်အဲ့တော့ကျွန်တော်ကတော့ဒီလူ90လောက်ရက်တီနေတဲ့လူ90လောက်ကြိုက်နေတဲ့ဂိုးပေါ်ပုံစံမျိုးလေးမျိုးကျွန်တော်တို့ရှောင်လိုက်တယ်ဂိုးပေါင်းကိုကျွန်တော်ရှောင်လိုက်တယ် body ဈေးကိုကျွန်တော်စဉ်းစားတယ်အဲ့တော့ Chelsea ဒီ Stamford Bridge မှာနီးပြအန်ဆိုမာစကာအနေနဲ့ဒါကျွန်တော်တို့ရဲ့အဘက်ဘက်မှာPR တွေရှိတယ်ဒီဘက်ကကျွန်တော်ဖုံးမောင်နီးပြမှာလည်း PR တွေရှိကစားသမား quality ဘိုင်းကိုပဲရှင်းရှင်းပြီးတော့ English Stamford Bridge လည်းဖြစ်တယ်2025ကိုအနိုင်ရလက်လေးနဲ့နှုတ်ဆက်သွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါတကိုးသွင်းရင်30လောက်ရင်းရမယ်နေရာမျိုးမှာကျွန်တော်တို့30လောက်ရင်းပြီးတော့ Chelsea body လေးစော့တာကညီကိုတို့အတွက်ပို့ပြီးတော့ safe ဖြစ်မယ်လို့ကျွန်တော်တို့ထင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့စိတ်ကြိုက်တဲ့ဘွဲကောင်းရွေးချယ်ပေးပါဆိုရင် Chelsea body လေးပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ပွဲဖြစ်တဲ့ဒီနေ့ညမှာအကောင်းဆုံးပွဲတစ်ပွဲလို့တော့ဆိုလိုလို့ရတဲ့အာဆင်နယ်နဲ့ဘီလာပွဲလေးကိုလူတို့ရှင်းလေးပဲတွားလိုက်အောင်အာဆင်နယ်ဒီသူ့ရဲ့အိမ်ဝင် Emirates မှာတော့ body ဈေးတန်းရ130 body ဈေးတန်းပေးထားပြီးတော့ဂိုးပေါင်းဈေးတန်းမှာတော့3လုံးပေါင်း60 3လုံးပေါင်း80ဝန်းကျင်ကျွန်တော်ပေးခဲ့တာတွေ့ရတယ်ဒီနှစ်သင်းကတော့လက်ရှိနေတာကျွန်တော်ကြည့်မှာအဆင့်1နဲ့အဆင့်3နဲ့တွတ်ဆုံမှုပဲဖြစ်တယ်အဲ့တော့နှစ်သင်းလုံးအတွက်ဒူအတိုင်းကစားမယ်ပွဲဖြစ်တယ်နှစ်သင်းလုံးရဲ့နီးပြဖြစ်တဲ့ကျွန်တော် editor နဲ့ကျွန်တော် online Emirates အတွက်နီးပြအချင်းချင်းဒါ technical ဘိုင်းဆိုင်ရာမှာရှင်ပြန်ရမယ်ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်အာဆင်နယ်ဒီလက်ရှိ2025-2026ရာသီမှာအကောင်းဆုံးအချိန်ကိုရောက်ရှိနေပြီး prime time အချိန်ကိုရောက်ရှိနေတဲ့အချိန် online Emirates ဦးဆောင်နေတဲ့ဒါကျွန်တော် Aston Villa ကလည်းအခုလက်ရှိမှာဆိုရင်ဒါကျွန်တော်မထင်မှတ်တဲ့ရလက်နေရနေပြီးအဆင့်3နေရာကိုရပ်တည်ထားတယ်အဲ့တော့ကျွန်တော် Premier League table ကိုကျွန်တော်ကြည့်မယ်ဆိုရင်နှစ်ချက်ပဲရှိတယ်အာဆင်နယ်ဒီအက်စတွန်ဗီလာကိုအနိုင်ရရှိခဲ့မယ်ဆိုရင်မန်စီးတီးကိုလည်းကျွန်တော်အမတ်ဖြတ်ထားနိုင်ခဲ့သလိုအက်စတွန်ဗီလာအမတ်ဖြတ်ထားနိုင်ခဲ့မယ်အက်စတွန်ဗီလာဘက်ကကျွန်တော်ပြန်ကြည့်မယ်ဆိုအာဆင်နယ်လိုအသင်းကိုတရေဒါမှမဟုတ်ရင်အနိုင်ရရှိအောင်ကစားနိုင်ခဲ့မယ်ဆိုရင်အာဆင်နယ်ကိုအက်စတွန်ဗီလာဒီတောက်လျှောက်ဒီကျွန်တော်တို့ဖိအားပေးနိုင်တဲ့အနေအထားမှာရှိတယ်မန်စီးတီးကိုလည်းဖိအားပေးနိုင်တဲ့အနေအထားမှာရှိတယ်အဲ့တော့နှစ်သင်းလုံးတော့ကတော့အတွေးကိုစီနဲ့အာဆင်နယ်ပြည်သက်တွေအာဆင်နယ်ဖန်ရီဆိုအာဆင်နယ်ဘက်ကဘယ်လိုမျိုးရလက်တွေပုံဖော်သွားမလဲတွေးကောင်းတွေးနိုင်တယ်လို့အက်စတွန်ဗီလာအားပေးမဲ့ညီကိုတွေကလည်းအက်စတွန်ဗီလာဘယ်လိုရလက်တွေပုံဖော်ကောင်းပုံဖော်ပြီးတော့အာဆင်နယ်ကိုရှင်မြန်နိုင်သွင်းရှိမလဲဆိုတော့တွေးကောင်းတွေးနိုင်အဲ့တော့ကျွန်တော်တို့တွေဒီနေ့ညအာဆင်နယ်နဲ့အက်စတွန်ဗီလာပွဲမှာတော့အတွေးကိုစီလေးတွေတော့ရှိတာပေါ့နော်အာဆင်နယ်အိမ်ဝင် Emirates မှာအာဆင်နယ်အသင်းနေနဲ့နှလုံးပေါင်း50 body ဈေးတန်းပေးပြီးတော့2စီးဆိုပြီးရလက်လေးနဲ့2024လုံးရှုံးနေခဲ့တယ်2025မှာတော့အာဆင်နယ်ဒီသူ့ရဲ့အိမ်ဝင်မှာ1 body ဈေးတန်းပြီး2ဆိုပြီးရလက်လေးနဲ့တည်ရကြတယ် body ဈေးတန်းရှုံးနေခဲ့တယ်အဲ့တော့အာဆင်နယ်ဒီအိမ်ဝင် Emirates မှာနှစ်ချိန်တွေ့ဆုံထားတယ်2024 2025အဲ့ဒီချိန်တုန်းကအက်စတွန်ဗီလာကိုအသာစီးရအောင်မကစားနိုင်ခဲ့သလို body ဈေးတန်းလည်းမအောင်မြင်ခဲ့ဘူးအဲ့တော့ဒီနေ့မှာရောအာဆင်နယ်အသင်းနေနဲ့130 body ဈေးတန်းမှာ body ဈေးတန်းအောင်မြင်အောင်ကစားနိုင်ပါမလားဘော်ဒီစီလည်းမအောင်မြင်ဘူးဆိုရင်တော့မှအသင်းအနေနဲ့အနိုင်ရရှိအောင်ကစားပါမလားအဲ့ဒါလေးကိုကျွန်တော်တစ်ချက်စဉ်းစားမှာပဲဖြစ်တယ်ဟတ်တူကတွေ့ဆုံလာတဲ့2023 2024 2025 5ချိန်မှာအာဆင်နယ်ကအသာစီးရတယ်ဆိုပေမဲ့လည်းဘုတ်ကလေးဖွင့်လာတဲ့ဘော်ဒီစီတဲ့အောင်မြင်မှုမှာတော့အက်စတွန်ဗီလာကပဲဘော်ဒီစီတဲ့အောင်မြင်တာတွေ့ရတယ်အက်စတွန်ဗီလာအသင်းအနေနဲ့အခုရာသီမှာလည်းအာဆင်နယ်ရဲ့ဒါပြိုင်ပွဲဆုံး18ပွဲမှာအာဆင်နယ်ပထမဆုံးရှုံးပွဲတွေ့အောင်လှုပ်ထားနိုင်တဲ့အသင်းတစ်သင်းဖြစ်တယ်နော် brother တို့အဲ့တော့အာဆင်နယ်အသင်းနေဒီနေ့မှာလည်းသူ့ရဲ့အိမ်ကွင်း Emirates မှာပထမကျော်ရှုံးကျွေးကိုကောင်းကောင်းကြီးဂလဲသာပြန်ချီရမယ်အချိန်ကကောင်းမယ်ဖြစ်တယ်အာဆင်နယ်နဲ့ဒီနေ့ညမှာဘယ်လိုမျိုးဒါကျွန်တော်အက်စတွန်ဗီလာကိုရှင်ပြိုင်မလဲဒါကိုပဲကျွန်တော်စောက်ကြည့်ရမှာလက်ရှိကစားသမားတွေရဲ့ current form ကျွန်တော်ရှိမယ်ဆိုအာဆင်နယ်ကတော့လူစုံတက်စုံပြန်ပါဝင်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့တခုပဲဆိုရင်နာနေရာပေါင်းစုံကဂိုးသွင်းနိုင်တယ်ဒါတိုက်စစ်မှာဂျော့ဂရက်ပါပြီးတဲ့နောက်ပိုင်းမှာအာဆင်နယ်ဂိုးပေါက်အာဆင်ကျွန်တော်ဆိုရင်လားတခုပဲရှိတယ်ဂျော့ဂရက်ပါပြီးတဲ့နောက်ပိုင်းမှာအာဆင်နယ်တိုက်စစ်မှာကိုရရှိမှုရုံးကန်နေရတာလေကျွန်တော်တွေ့ရတယ်အာဆင်နယ်ဒီအဘက်ဘက်ကနေဂိုးသွင်းနိုင်တဲ့ရှိတယ်ဒါပေမဲ့သူတို့ရဲ့တိုက်စစ်မှာတော့ဂိုးရဖို့ရုံးကန်နေရတာတွေ့တယ်အဲ့တော့ကျွန်တော်Unai Emeryဦးဆောင်တဲ့ Aston Villa ကျွန်တော်ကြည့်မယ်ဆိုရင်Aston Villa ဒီအာဆင်နယ်လောက်ထိတော့ဒါကျွန်တော် quality ကောင်းတဲ့ကစားသမားတွေမရှိဘူးထို့ဆိုပေမဲ့လည်းသူ့ဆန်တဲ့တန်ကစားသမားတွေရှိတယ်ကျွန်တော်တို့ဒါအသင်းရဲ့ဒါ technician ဘိုင်းကောင်းတယ် counter attacking ဘိုင်းတွေကောင်းတယ်ကျွန်တော်တို့ open play ကနေပြီးဆော့တာတွေကျွန်တော်တို့ဒါ sub play တွေကနေဆော့တာတွေဒါ taken ball တွေကနေပြီးတော့ဒါကိုသွင်းယူနိုင်မှုတွေမှာ Aston Villa လည်းကောင်းကောင်းလုပ်နိုင်ပြန်ရှိတယ်အဲ့တော့ဒီနှစ်သင်းတွဲဆုံမှုပွဲကတော့အကျိတ်နဲ့ရှိမယ်လို့ကျွန်တော်တို့ထင်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့
တစ်ဖက်ကအာတီတာနဲ့အာဆင်နယ်ကြီးပဲကျွန်တော်ပြောလို့မရအောင်အက်စတွန်ဗီလာနီးပြဖြစ်တဲ့unai emery ရဲ့ဒါကျွန်တော်တို့technical ဘိုင်းကြီးအတွေ့အကြုံဘိုင်းကြီးလည်းဒီနေ့ညမှာကျွန်တော်တို့စကားကြီးအများကြီးပြောရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲ Chelsea နဲ့ပွဲမှာတော့သူတကွက်လုံးပြပြီးသွားပြီ။ Bargain လို့ Onana တို့ကိုခြံလာတယ်။ကျွန်တော်တို့ဒုတိယပိုင်းလောက်မှာလူစားလဲပြီးတော့ဒါကျွန်တော်တို့အနိုင်ရရှိအောင် Chelsea ကိုကစားသွားနိုင်တယ်ဆိုတော့unai emery အနေနဲ့ဒီနေ့ညမှာရောဘယ်လိုမျိုး technical တွေသုံးသွားမလဲ။ဒါပေမဲ့unai emery ကစားမယ်အသင်းကလည်း Chelsea လိုအသင်းမဟုတ်တော့ Arsenal လိုအသင်းကမ္ဘာအကောင်းဆုံးဒါကျွန်တော်တို့နောက်တန်းကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ဒါSaliba တို့ Gabriel တို့တိုက်စစ်ကိုတိုက်စစ်နဲ့ကစားမှာအဲ့တော့ကျွန်တော်တို့ White Game တို့အနေနဲ့ဒီ Arsenal ရဲ့နောက်တန်းကိုဖြတ်ကျော်နိုင်ပါမလားအဲ့တော့ကျွန်တော်တို့unai emery ကဒါကျွန်တော်အရင်ကတော့ Arsenal မှာနီးပြဖြစ်တဲ့တော့ဒါလုတ်ဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တလက်စားတယ်ပေါ့နော်ကျွန်တော်unai emery ဒီနီးပြကောင်းတူဖြစ်တဲ့ technical ဘိုင်းဆိုင်ရာမှာအရေးသွေးရှိတဲ့နီးပြတူဖြစ်တယ်ဆိုတော့တစ်ချက်လောက်ကျွန်တော်ပြောပြပေးမယ်ပေါ့နော်unai emery ဒီ Sevilla ကိုသူကင်လို့ခဲ့စဉ်က Sevilla ကို Europa League ဖလား3နှစ်စတိုက်ချန်ပီယံဖြစ်ကောင်စွမ်းဆောင်ပြီးခဲ့တဲ့နီးပြတော့ brother တွေ2023 2024မှာလည်းချန်ပီယံဖြစ်ခဲ့တယ်2014 2025မှာလည်းချန်ပီယံဖြစ်ခဲ့တယ်2015 2026မှာလည်းချန်ပီယံဖြစ်ခဲ့တယ်အဲ့တော့ unai emery ဒီ Sevilla ကိုကိုင်နေစဉ်က3နှစ်စတိုက် Europa League ချန်ပီယံဖြစ်တော့စွမ်းဆောင်ပေးခဲ့တဲ့နီးပြတို့ unai emery ဒီ Villarreal ကိုကိုင်နေစဉ်မှာလည်း2020 2021မှာ Villarreal ကို Europa League ချန်ပီယံဖြစ်အောင်ကြိုးစားပေးခဲ့တဲ့နီးပြကောင်းအဲ့တော့နီးပြရဲ့အတွေ့အကြုံကြီးရှင်မယ်ဆိုတော့မှunai emery ကပို့ပြီးတော့အာတီတာတဲ့ technical ဘိုင်းဆိုင်ရာမှာနာတပြားတာနေတာကျွန်တော်တွေ့ရလိမ့်မယ်အဲ့တော့ကစားသမားစုပွဲပုံချင်းရှင်တော့ Arsenal ကအခုချိန်မှာ prime time ကိုရောက်နေတဲ့အတွက်ကြောင့်မို့ဒါ Aston Villa အသင်းနေနဲ့ Arsenal ကိုနိုင်ခဲ့မယ်ဆိုရင်တော့ဒါခက်ခဲနိုင်ရရှိလိမ့်မယ် Arsenal ကလည်း Aston Villa ကိုနိုင်ခဲ့မယ်ဆိုတော့ခက်ခဲအနိုင်ရရှိလိမ့်မယ်အဲ့တော့ကျွန်တော်ကတော့ဒီနှစ်သင်းရဲ့တွဲဆုံမှု၅ပွဲမှာတော့တရေတစ်ပေါက်ကမကြသေးဘူးဆိုတော့ကျွန်တော်1တစ်ပေါက်လောက်တော့ကျွန်တော်တို့မျှော်လင့်ထားတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ဒါ personal အရာကျွန်တော်တို့ဒါ current score လေးကျွန်တော်သွားရိုက်ကြည့်မယ်1ဆိုတဲ့ current score လေးရိုက်ကြည့်မယ်ဘယ်လောက်စားရမလဲလို့ကျွန်တော်မကြည့်သေးဘူးပေါ့နော်ကျွန်တော်မကြည့်ရသေးဘူးအဲ့ဒါလေးကကျွန်တော် Telegram channel မှာထပ်ပြီးတင်ပေးမယ်လက်ရှိနေတာရကျွန်တော်တို့ကြည့်မယ်ဆို Arsenal နဲ့ဒီ Aston Villa မှာတော့ကျွန်တော်တို့ပြည်သက်တော်တော်များများ high နေတဲ့ထဲမှာပါတယ် Arsenal ဆိုလဲပုံစံကောင်းတွေရရှိထားတဲ့အသင်းဖြစ်တယ်ပြီးတော့လေဒါ Aston Villa ဆိုလဲကျွန်တော်တို့မှမဟုတ်ဘူးတဲ့သတင်းမီဒီယာတွေကစိတ်ဝင်စားတဲ့အသင်းဖြစ်တယ်ဆက်လက်ပွဲဆက်နိုင်နေဘယ်လောက်ထိဘယ်လိုအချိန်မှာရက်တန့်သွားမလဲဆိုတော့သတင်းမီဒီယာသာမကဒါကျွန်တော်တို့ကိုယ်တိုင်ကစိတ်ဝင်စားစောင့်ကြည့်နေတာAston Villa ရဲ့ဒါကျွန်တော်ဆက်လက်ပွဲဆက်အနိုင်ရလက်ကို Arsenal အသင်းနေနဲ့အဆုံးသတ်ပြီးမှလားဒါမှမဟုတ်လဲဘောလုံးသူကအလုံးကြီးဘာမှမဆိုဖြစ်သွားနိုင်တဲ့အနေထားကို Aston Villa အသင်းနေနဲ့ဒါကျွန်တော်တို့ပြသသွားမှလားဆိုတော့စိတ်ဝင်စားစောင့်ကြည့်ရမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာတော့နှစ်သိန်းလုံးကတော့အခုလက်ရှိကာရန်ဘော့ကောင်းနေတဲ့နှစ်သိန်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့တွေအာဆင်နယ်ပရိသတ်ကတော့တကိုးသွင်း30လောက်ရင်းပြီးတော့အာဆင်နယ်ကိုအားပေးကောင်းအားပေးနိုင်တယ်အာဆင်နယ်ကိုစော့ကောင်းစော့နိုင်တယ်အဲကျွန်တော်တို့ကတော့Aston Villa ဘက်ပဲတွေ့ရမှာAston Villa ဒီအခုလက်ရှိပုံစံကောင်းတွေပြသနေတဲ့အချိန်ဥမာအားဖြင့်ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော် Real နီးပြဖြစ်တဲ့ Xabi Alonso ကျွန်တော်တို့လီမာကူဆင်ကင်တွယ်ခဲ့စဉ်အခါတုန်းကလီမာကူစီသင်းနေနဲ့ဘလို့ရလက်တွေဖြစ်သွားတယ်ရှုံးပွဲမရှိဇန်ချိန်နေနဲ့သူတို့တွေ250လောက်ကွာဝေးနေတဲ့ဘွန်ဒလီဂါဖလားကိုရောက်အောင်ယူသွားတယ်ကျွန်တော်တို့ဒါအဲ့တော့လီမာကူစီအသင်းကဲ့သို့များဖြစ်လာမလားအဲ့လိုမျိုးလေးတော့ကျွန်တော်မျှော်လင့်ကြည့်တာပေါ့နော်ဘာပဲဖြစ်ဖြစ်ဘောလုံးဆိုတာတော့အလုံးကြီးပဲဘာမှမဆိုဖြစ်သွားနိုင်တာအတွက်ကြောင့်မလို့စတွန်ပီလာကိုရွေးချယ်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်စိတ်ကြိုက်တဲ့ပွဲမှာဆိုရင် Chelsea ပေါ်ရီAston Villa ဘော်ဒီလေးကိုရွေးချယ်ပေးထားပါတယ်အဲ့တော့ဒါအကြိုက်တူတဲ့ညီကိုများနေစောကစားနိုင်တယ်မကြိုက်ဘူးဆိုတော့လေဒါကျွန်တော်ကိုစောက်ကြည့်ကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့တခြားသောတပွဲကောင်းနဲ့တခြားသောလက်ဆောင်မောင်းတွဲလေးတွေလိုချင်နေဆိုရင်ညီကိုတွေ Telegram feed channel လေး join မိတာပါလူလူများပေါ်တဲ့ခေတ်မှာညီကိုတို့အနေနဲ့ငွေကြီးပိုင်း100ရာခိုင်နှုန်းထိယုံကြည်စိတ်ကြခြင်းနဲ့ဆိုကျွန်တော်ကိုယ်တိုင်မျက်နှာပြပြောနေတဲ့ UFA မှာလာရောက်ပြီးတော့စော့ကစားနိုင်တယ်လာရောက်စော့ကစားရုံနဲ့ညီကိုတို့စီပြန်ပြီးပက်ကစ်ပွဲမြောက်100စီစလုံးတစ်နှစ်ပတ်လုံးရရှိမှာပဲဖြစ်တယ်ဘသူစီမှာအခကျုံးကိုကျွန်တော်မလိုချင်ဘူးအဲ့တော့ဒါကျွန်တော်ရဲ့အတူတူလက်တွဲခြင်းနဲ့ညီကိုများလက်ကြီးပဲဖြစ်ဖြစ်လက်သေးပဲဖြစ်ဖြစ်fighter တွေပဲဖြစ်ဖြစ်ဘယ်ပါတည်းမှာပေါင်းကိုခွန်ချစ်3ကြောက်3 5ကြောက်ဆက်သွယ်ပြီးတော့လာရောက်လက်တွဲနိုင်တယ်ကျွန်တော်စောတဲ့ပွဲဝယ်ကျွန်တော်ချပြပေးတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်နိုင်ရင်ညီကိုတို့နိုင်ပါမယ်ကျွန်တော်ရှုံးညီကိုတို့ရှုံးပါမယ်ထိုင်းရောက်နေတဲ့ညီကိုများထိုင်းပန်ရှိုံနဲ့စော်ကစားနိုင်ပါပြီဆိုတဲ့ကြောင့်ပြောပြပေးခြင်းပါတယ်ဒီနေရာလေးကနေကျွန်တော်စုံမောင်းတောင်းပေးလိုက်ပါတယ်ညီကိုများ
စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဒီကိုတို့ရဲ့လုပ်ငန်းခွင်မှာအန်ရကင်းဘေးရှင်းကြပါသလိုပြောကြရင်းနဲ့ပဲကျွန်တော်တို့နောက်ပြီးတော့မှပြန်လည်ပြီးတော့ဆုံလို့ကြပါမယ်အားလုံးပဲ good luck ပါ